ကတခြားမင်းသမီးတွေကိုကြော်ကအကယ်ဒမီရောက်သွားတဲ့ရုပ်ရှင်အစီအရုံအတွင်းသတင်းထွက်လာပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်အားလုံးကအထိတ်ဆုံးကနေမှန်ထားတဲ့ဝင်းမုံရွှေကိုကြော်ဖြတ်ပြီးတော့မင်းသမီးခင်ဝင်းဝါတယောက်ရွှေစင်ရုပ်တုကိုစုကူးသွားနိုင်တယ်ဆိုတဲ့အတွင်းသတင်းတွေကပရိသတ်တွေကြားမှာအတော်လေးကိုဟိုးလေးတကြောဖြစ်နေပါတယ်မြန်မာရုပ်ရှင်လောကမှာအမြင့်ဆုံးဂုဏ်ထူးဆောင်စုဖြစ်တဲ့အကယ်ဒမီဆုပေးပွဲနီးလာပြီဆိုရင်ဘသူတွေရမလဲဆိုတာကအမြဲတမ်းစိတ်ဝင်စားစရာပါဒီနေ့မှာတော့အမျိုးသမီးဇာတ်ဆောင်စုအတွက်ဝင်းမုံရွှေရတနာဘိုနဲ့ခင်ဝင်းဝါတို့၃ယောက်ကအပြိုင်ဆိုင်အနေထားမှာရှိနေပါတယ်ဒါပေမဲ့အခုထွက်ပေါ်လာတဲ့လှည့်ဝက်အတွင်းသတင်းတွေအရခင်ဝင်းဝါကပဲဒီနေ့ရဲ့အကယ်ဒမီဆုကိုပိုင်ဆိုင်သွားဖို့အခြေအနေအကောင်းဆုံးဖြစ်နေရပါအတွင်းသတင်းတွေမှာခင်ဝန်းဝါကိုရေပန်းစားစေတဲ့အဓိကအကြောင်းရင်းကတော့သူမပါဝင်တရုပ်ဆောင်ထားတဲ့ပြောတန်ရုပ်ရှင်ဇာတ်ကားကြီးကြောင့်ပါပဲဒီဇာတ်ကားမှာခင်ဝန်းဝါရဲ့တရုပ်ဆောင်မှုတွေကအရင်ကားနဲ့မတူပဲအစင်တန်းတစ်ခုကိုတက်လန်းသွားတာကိုတွေ့ရပါတယ်ခင်ဝန်းဝါကိုဇလန်းအစမှာခက်ဆော့ဆွာနဲ့ချောမောလာပါတဲ့အပြုံမလေးတဦးဖြစ်တွေ့ရပေမယ့်ဇလန်းရှင်ရလာတာနဲ့အမျှလောကဒဏ်ကိုအလူးလေးခံစားရတဲ့ကလေးတယောက်အမေမုတ်ဆိုးမတဦးရဲ့ဘဝကိုပြပြပုံဖော်သွားခဲ့ရပါခင်ဝင်းဝါကသူမရဲ့သားလေးကိုရှင်ပြူပေးနိုင်ဖို့အတွက်ရန်ညိုးထားနေတဲ့လူမိုက်ကြီးနေဝင်းကိုတတိရှိရှိရင်ဆိုင်ရတဲ့အခန်းတွေမှာခင်ဝင်းဝါရဲ့မျက်လုံးအမူအရာတွေကကြည့်ရှုတဲ့သူတွေကိုပါရင်ခုန်စိတ်လှုပ်ရှားစေခဲ့ပါတယ်။ခင်ဝင်းဝါကသူမရဲ့လေပင်ကတန်းရိုက်ဝေဒနာကြောင့်ဒေါသထွက်ရတဲ့ဇဝင်ကန်တွေမှာအတန်ပြသွားတာတွေကိုအားမရဖြစ်နေခဲ့ပေမဲ့အဲ့ဒီအတန်ပြနဲ့အော်ဟစ်ငိုယိုရတဲ့အခန်းတွေကပဲဇက်ကောင်ရဲ့နာကျင်မှုတွေကိုပို့ပြီးတော့အသက်ဝင်စေခဲ့ရပါတကယ်တော့ပရိသတ်အများစုကဝင်းမရွှေရဲ့နတ်ဝင်တဲ့ဇာတ်ကားကိုအကယ်ဒမီကျင်းတည်ရမယ်လို့ထင်ကြေးပေးခဲ့တာပါကီကီကလည်းနတ်ဝင်တဲ့မာလီလေးငုံဖြစ်နေပြည်ပြောင်တယောက်ဆောင်ထားသလိုသူမရဲ့အချိန်ဝါကလည်းအလွန်ကြီးမားပါတယ်ဒါပေမဲ့အကယ်ဒမီတိုင်းလူကြီးတွေရဲ့အမြင်မှာတော့နတ်ဝင်တဲ့လိုမျိုးပူးကတ်တယောက်ဆောင်ရတာထက်ဘဝလောကဒဏ်ကိုအောက်ခြေကနေခက်ခါတီတီခန်းစားပြသွားတဲ့ခင်ဝင်းဝါရဲ့ဒရမာအတီကပို့ပြီးတော့အနုပညာအဆင့်တန်းမြင်မားတယ်လို့ယူဆကြပုံရပါတယ်အရှိန်ဝါနဲ့ငွေကြေးအင်အားထက်တရုပ်ဆောင်မှုစွမ်းရည်စစ်ကိုသာဦးစားပေးမယ်ဆိုရင်ခင်ဝန်းဝါကပဲအမှတ်ပိုရသွားတာဖြစ်ပါတယ်။နှစ်စဉ်နှစ်တိုင်းရုပ်ရှင်အစည်းအရုံးကနေထွက်ပေါ်လာလေးရှိတဲ့လှည့်ဝက်အတွင်းသတင်းတွေအရ80%လောက်အမှန်ကန်လေးရှိတာကိုအလုံးအသိပါ။မနစ်ကလည်းဝင်းမရွှေတိမ်ပကြီးနဲ့ရမယ်ဆိုပြီးတော့ကြိုတင်သတင်းတွေထွက်ခဲ့တယ်လို့ဒီနေ့မှလည်းခင်ဝန်းဝါရဲ့နာမည်ကအတန်ကြဲကြဲလောင်လောင်ထွက်ပေါ်နေရပါခင်ဝန်းဝါအနေနဲ့သူမရဲ့အနုပညာခရီးလမ်းမှာပထမဆုံးတော့ရွှေစင်ရုပ်တုကိုစုခူးနိုင်မလားဆိုတာကတော့အလွန်ကိုစိတ်ဝင်စားစရာကောင်းပါတယ်အနုပညာဆိုတာအလှအပထက်ကျော်လွန်ပြီးတော့နှလုံးသားကိုဘယ်လောက်ထိထိရှစေတယ်လဲဆိုတာကပိုအရေးကြီးပါတယ်ရှင်ခင်ဝန်းဝါကပြောတဲ့မှာသူမရဲ့လှပတဲ့မင်းသမီးပုံစံကိုဘေးဖယ်ထားပြီးတော့တကယ်အညာတရမိခင်ကြီးတဦးရဲ့ဘဝကိုစီးဝင်သွားခဲ့ရကြောင်းဒီအကယ်ဒမီဆုနဲ့ထိုက်တန်တယ်လို့ဆိုရမှာပါကဲပရိသတ်ကြီးတို့ရောနတ်ဝင်တွေကဝင်းမွန်ရွှေတက်ပြောတဲ့နေကခင်ဝန်းဝါကိုပို့ပြီးတော့အကယ်ဒမီရစီခြင်းကြားလောက်အနုပညာစွမ်းရည်စစ်စစ်နဲ့အကယ်ဒမီဆုပေးတာကိုရောသဘောတူကြရင်လားမိမိတို့ရဲ့အမြင်လေးတွေကိုမှတ်ချက်မှာပုံပွင့်လင်းလင်းဝင်ရောက်ဆွေးနွေးပေးပါအောင်နော်ကြည့်ရှုပေးရတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်